နိုင်ငံခြားငွေများစွာသုံးစွဲနေရ၍73စီနှင့်စားသုံးစီများမှာပြည်ပသို့တင်သွင်းမှုများထပ်မံလျှော့ချမယ်လို့သမ္မတမင်းအောင်လှိုင်ကပြောဆိုလာခဲ့ပါတယ်။ယမနေ့ဇွန်လ9ရက်နေ့နေပြည်တော်တွင်ပြုလုပ်ခဲ့သောစည်းဝေးပွဲတွင်သမ္မတမင်းအောင်လှိုင်ကယခုလိုမျိုးပြောဆိုလာခဲ့ပါတယ်။မင်းအောင်လှိုင်က73စီနှင့်စားသုံးစီများကိုပြည်ပသို့တင်သွင်းမှုနှင့်သုံးစွဲမှုလျှော့ချနိုင်ရန်နည်းလမ်းများကိုရှာဖွေဆောင်ရွက်ကြရန်လိုအပ်ကြောင်းမြန်မာနိုင်ငံသည်နေ့စဉ်စားသုံးစီများနဲ့73စီများပြည်ပသို့တင်သွင်းနေရသဖြင့်နိုင်ငံခြားငွေအမြောက်များသုံးစွဲနေရကြောင်းထို့ကြောင့်အဆိုပါကုန်ပစ္စည်းများနဲ့တင်သွင်းမှုပမာဏများကိုလျှော့ချနိုင်သည့်နည်းလမ်းမျိုးစုံကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများကရှာဖွေအကောင့်ထဲပေါ်၍ဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။လက်ရှိတပ်အားကဏ္ဍများတွင်73စီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက်ပြည်ပမှတင်သွင်းရန်မလိုအပ်သည့်ကြောင့်မီသွေးများကိုလည်းအသုံးပြုသောဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်တဲ့ကဲ့သို့နေအောင်ခြေစွမ်းရည်သုံးလက်ရှိတပ်အားထုတ်လုပ်မှုများကိုလည်းတိုးမြင့်ဆောင်ရွက်နိုင်ကြောင်း၎င်းကဆိုပါတယ်။ထို့ပြင်သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်များလိုက်အဆိုပါလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်အတွက်အကြံပေးများလိုက်ကပြောဆိုခဲ့ပါတယ်။တည်ယူပို့ဆောင်ရေးကဏ္ဍများတွင်လည်း73စီသုံးစွဲမှုများကိုလျှော့ချရန်အတွက်အများပြည်သူများတည်ယူပို့ဆောင်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးများအတွက်မိရထားခရီးစဉ်များကိုပုံမချက်တွင်ပြည့်စုံလျက်ရှိပြီးရထားလမ်းများနှင့်မိရထားလမ်းများအစစ်မြင့်တင်ဆောင်ရွက်ပေးနေကြောင်းထို့ပြင်ဘက်ထရီသုံးစနစ်များရင်းနှီးပညာများကိုဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။ရန်ကဲ့သို့ဆောင်ရွက်နိုင်မှာကပြည်ပမှာ73စီတင်သွင်းရမှုကိုအတိုင်းအတာတစ်ခုထိလျှော့ချနိုင်မည်ဖြစ်ပြီးနိုင်ငံစီးပွားရေးအတွက်လည်းအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။လက်တလောစစ်တပ်က73စီနဲ့စားသုံးစီများကိုတင်သွင်းမှုလျှော့ချထားပြီး73စီကဏ္ဍများမှာစုံမစနစ်ကျူအားစနစ်များဖြင့်73စီများကိုထိန်းချုပ်ရောင်းချနေကြောင်းစောင်းစီများကိုလည်းရခင်ဇွန်လမှရှတွင်၍လျှော့ချလိုက်ပြီးအိမ်အောင်စုတစုလျင်တလကိုစောင်းစီတပိတ်သားကိုစစ်တပ်ကနေသတ်မှတ်ထားကြောင်းအစည်းအဝေးတွင်တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်းမင်းအောင်လှိုင်ကထည့်သွင်းပြောဆိုခဲ့ပြီးအိန္ဒိယနိုင်ငံများတွင်အသားငါးနှင့်မီးဖို့သုံးသီးနှံများအပေါ်ဝယ်လိုအမြင့်မာနေသဖြင့်မြန်မာနိုင်ငံအနေဖြင့်လည်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့်တင်ပို့ရောင်းချနေတော့လဲဒေသအချို့တွင်လုံခြုံရေးအခြေအနေများကြောင့်အပြည့်အဝတင်ပို့နိုင်ခြင်းမရှိသေးကြောင်းပြောဆိုခဲ့ပါတယ်။တရားမဝင်ကုန်သွယ်မှုများသည့်နိုင်ငံတော်အတွင်းအခွန်ပဏာဆုံးရှုံးမှုများဖြစ်ပေါ်စေရုံသာမကအရေးအသွေးမပြည့်မီသည့်ကုန်ပစ္စည်းများဈေးကွက်အတွင်းတွင်ဝင်ရောက်လာသည့်နှင့်အဂတိလိုက်စားမှုဖြစ်ပေါ်စေတာကြောင့်တရားမဝင်ရရှိထားသောငွေကြေးများဖြင့်တရားမဝင်နည်းလမ်းကြောင်းများမှတဆင့်ကုန်သွယ်မှုများဆောင်ရွက်ခြင်းလက်ခံနိုင်မည်မဟုတ်ကြောင်းမင်းလိုင်ကဆက်လက်ပြောဆိုခဲ့ပါတယ်။ဈေးကွက်အတွင်းဝိသမလောဘများနှင့်ဆောင်ရွက်နေသူများကိုတရားဝင်ကုန်သွယ်ရေးစနစ်ဖြင့်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။နိုင်ငံမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပို့ကုန်တိုးမြင့်ရန်အတွက်လိုအပ်ကြောင်းရင်းအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်များလိုက်ထုတ်ကုန်များရင်းအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်များလိုက်ကုန်ထုတ်လုပ်မှုတိုးတက်ရေးများကိုအားပေးဆောင်ရွက်ရမည်ဖြစ်သလိုနယ်စပ်ကုန်သွယ်ရေးကိစ္စများမှာပုံမှန်ဖွင့်လှစ်နိုင်ရေးနဲ့ကုန်သွယ်မှုလုပ်ငန်းများကိုစနစ်တကျကျန်းမာဆောင်ရွက်သွားရန်အတွက်လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။